ကျွန်တော်တို့ပကံကီးပုံးနဲ့နှလုံးစင်းစားလုံးလေးတွေရိုက်ကြည့်ကြအောင်ခင်ဗျာဒီနေရာမှာအောက်ဆုံးကအပေါင်းလေးကိုနှိပ်မယ်ခင်ဗျာပြီးသွားရင်ကာကြီးကိုထပ်နေမယ်နော်ကိုပင်ရသွားပါပြီခင်ဗျာနောက်တစ်ခုထပ်ရကြည့်အောင်ခင်ဗျာမင်္ဂလာပါပေါ့နော်ငါ့ကိုအတက်ကလေးတက်လိုက်မယ်အောက်ကအပေါင်းလေးကိုနှိပ်မယ်ပြီးသွားရင်ခေါင်းငယ်ကိုရေးလိုက်မယ်ခင်ဗျာမင်္ဂလာပါရသွားပါပြီနော်နောက်တစ်မျိုးမန္တလေးကိုရေးကြည့်မယ်ခင်ဗျာမအောင်နှိပ်မယ်နားငယ်နှိပ်ပြီးတော့အောက်ကအပေါင်းလေးကိုပဲနှိပ်မယ်ခင်ဗျာမန္တလေးရသွားပါပြီနော်နောက်ပြီးတော့တင်ကြီးဆိုတာကိုကျွန်တော်ရေးကြည့်အောင်ခင်ဗျာငါတက်ရေးမယ်ပြီးတော့ရင်အပေါင်းလေးနှိပ်မယ်အောက်ကအပေါင်းလေးကိုနှိပ်မယ်ကငယ်ရေးလိုက်ပါပြီလုံးလုံးဒီကိုနည်းနည်းလေးဖိပြီးတော့လွတ်လိုက်မယ်ခင်ဗျာတင်ကြီးရတော့ပါပြီခင်ဗျာနောက်တစ်ခုအထုပ်ပတ်တီကိုဆက်ရကြည့်မယ်ခင်ဗျာတာဝန်းဘူးအောက်ကအပေါင်းလေးကိုနှိပ်မယ်ပြီးတော့ရင်ထစနူနှိပ်လိုက်မယ်ခင်ဗျာအောက်ကပေါင်းလေးကိုနှိပ်မယ်ပါးစော်လေးထပ်ရှိမယ်အောက်ပေါင်းလေးကိုနှိပ်မယ်တာဝန်းကိုထပ်ရှိမယ်ဟုတ်ကဲ့အထုပ်ပတ်တီရတော့ပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ